တရိကန်ဆိုတာအနာ3နာတောင်3000ရှိတာကိုတရိကန်လို့ခေါ်တယ်။နောက်တရိကန်ရဲ့အတွင်းထောင်3000ပေါင်းတာကို180ဒီဂရီရှိရမယ်။ဒီဟာကဒီ triangle လေးကတော့ဒီတရိကန်လေးကတော့3နာညီတရိကန်မှာ3နာညီဆိုအနာ3နာစလုံးတူတာပါ။တောင်းနေလဲ3000စလုံးတူတယ်။တောင်းနေက60ဒီဂရီတွေရှိ။သူ့ရဲ့ပတ်လည်အနာကိုလိုချင်နေဆိုရင်ပတ်လည်အနာပေါ့နော်။သူ့ရဲ့ပတ်လည်အနာကိုလိုချင်နေဆိုရင်အနာတွေကိုအကုန်လုံးပေါင်းလိုက်ရုံပဲပတ်လည်အနာကိုလိုချင်နေဆိုရင် AB plus BC plus AC ဆိုပြီးတော့ရှာရုံ area ကိုလိုချင်နေဆိုရင်တော့ area ကအနာ equilateral triangle ရဲ့ area က√3/4 a square 4 ပိုင်း√3 ပိုင်းနဲ့ a square နဲ့ညတဲ့ဒါကသူ့ရဲ့ area အဲ့တော့ equilateral triangle ကအနာ3နာစလုံးတူတယ်တောင်3000စလုံးတူတာကို3နာညီတရိကန်လို့ခေါ်ပါတယ်တရိကန်ရဲ့အတွင်းထောက်3ခုပေါင်းရင်အမြဲတမ်း180ဒီဂရီရှိရပါမယ်နောက်တစ်ခုကတော့2နာညီတရိကန်မှာเนาะ2နာညီတရိကန်ဆိုတာက3 cm 3 cm အနာ2နာတူတယ်ဒေါင်းလဲ2000တူပါတယ်ဒါ50ဒါလေးကတော့2နာညီတရိကန်အနာ2နာဒေါင်း2000တူတာကို isosceles triangle 2နာညီတရိကန်လို့ခေါ်ပါတယ်နောက်တစ်ခုကတော့အနာလုံးဝမတူတဲ့ triangle ပေါ့နော်အနာလည်းမတူဘူး angle တွေလည်းမတူဘူးဥပမာဒါဆိုလို့ရှိရင်3 cm 4 cm 5 cm တခု angle ဆိုရင်လည်းလိုပဲတခုက80 degree နောက်တစ်ခုက60 degree နောက်တစ်ခုက40 degree ဒီလိုမျိုးလုံးဝမတူတာကိုအနာမညီတရိကန်သူ့ရဲ့ပတ်လည်အနာကတော့အရင်အရှိမပြောထားသလိုပဲ AB plus AC plus BC ဒါပေမဲ့သူ့ရဲ့ area ကိုရှာတဲ့ formula လေးကတော့သူ့ရဲ့ area ရှာတဲ့ formula က square root of s minus a s minus b s minus c ဆိုပြီးတော့မှတွက်တယ်ပေါ့နော်S ကရောဒါဆိုဒီထဲမှာထည့်တဲ့ S ဆိုတာကဘာလဲဆိုရင်ဒီပတ်လည်အနာတွေကိုပေါင်းလိုက်ပြီးတော့မှ2နဲ့စားတာကို S လို့ရှာလို့ရတယ်အဲ့တော့ S ဆိုတာကဒီမှာဒါလေးက A ဒါလေးက B ဒါလေးက C ပဲဆိုတော့ A plus B plus C ဘိုင်2ကိုဆိုပြီးတော့မှရှာလိုက်ရင် S ရအဲ့တော့မှဒီမှာအစားပြန်သွင်းပြီးတော့မှဒီ area ကိုရှာအနာမညီတရိကန်ရဲ့ area ကဒီလိုပုံစံမျိုးရှာတယ်ပေါ့နော်အနာမညီတရိကန်ရဲ့ area ကဒီလိုပုံစံရှာပါတယ်ဒေါင်းမှန်တရိကန်ပေါ့နော်သူကဒေါင်းတစ်ခုကဘယ်လောက်ရှိတယ်ဆို90ရှိတာအဲ့ဒါဆိုရင်သူ့ရဲ့ပတ်လည်အနာကလည်းပုံမှန်ရှာနေကြအတိုင်းပါပဲသူ့ရဲ့ area ကတော့ဘာဖြစ်မလဲဆိုရင်နှစ်ပိုင်းတစ်ပိုင်း b အမြောက် h b ဆိုတာက base h က height အမြင့်ပေါ့နော်ဒါသူ့ရဲ့ area ကဒီလိုမျိုးဖြစ်ပါသူ့ရဲ့ပတ်လည်အနာကတော့ပတ်လည်အနာဆိုရင်တော့ AB plus BC plus AC ပေါ့နော်ဒါကတော့ပုံမှန်အတိုင်းတွက်နေကြသူက Pythagorean theorem အရ x ကတန်မှုကိုရှာခိုင်းတာပါသူကဒီမှာ right triangle ပေးထားတယ် x ကိုရှာပေးတယ်အဲ့တော့ Pythagorean theorem ကိုသုံးပြီးတော့မှ x ကတန်မှုကိုရှာမယ်ဆိုရင် x square equal to 6 square plus 8 square 6 square 36 plus 64 x square အဲ့တော့ x square ကိုရှာလိုက်တော့100အဲ့တော့ x ကိုလိုချင်တော့ square ကိုပြောင်းချင်တဲ့အတွက်တစ်ဖက်ကို square root ယူပေးရတယ်100ကိုအဲ့တော့ x equal to 10ဒါက Pythagorean theorem ကိုသုံးပြီးတော့ right angle triangle မှာရှိတဲ့ side တစ်ခု AC side အနားကိုရှာတာပါဘုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်